မင်္ဂလာပါရှင် comment မှန်ထားတယ်မတ်ပိုင်ရှင်မောင်လေးတို့နှစ်ယောက်ကပေါ့နော်ကျမကိုပတ်စံနှစ်သိန်းလွှဲထားပြီးတော့အမရေးတဲ့အမတို့ရွာမှာတဲ့လိုအပ်တဲ့ပုဂ္ဂိုလ်တွေဖွားဖွားတွေကိုအစင်ပြေသားလေးတွေကိုအမရဲ့ကြည့်လူပေးပါဆိုလို့ကျမကလူပေးမဲ့ပုဂ္ဂိုလ်တွေဖွားဖွားတွေကိုခေါ်ပြီးတော့လူမဲ့ဗီဒီယိုလေးကိုရိုက်ထားတာဖြစ်ပါတယ်ရှင်ကျမကတော့မဲ့ဗီဒီယိုလေးကိုလိုက်ကြည့်လိုက်ပါဦးနော်ဟိုကတော့လားစိတ်သာသာကဒီညာကြီးကိုပေါ်တာပါသူရကောင်းတဲ့ရေနာပန်းပါရဲ့ကြီးတုံးနဲ့အခုချင်းအခုမှပြိုင်ကြပြီဘေးပေါင်းနဲ့ပေါင်းအနေနဲ့ပေါင်းမှပြင်းပြရပါသည်လောက်ပြီးမှပြီးကြတာဒီဒီပါလေဟိုလည်းတက်ကြည့်နေတာပါနော်ဒါကြတော့တော့တယ်မှာလေအဖို့တယောက်ကတော့တယ်မှာခေါ်ရတာဆိုင်ကဲနဲ့အစင်မပြေလို့တော့ဝင်လို့ဒီဘုဘတယောက်ကတော့မပါသေးဘူးပေါ့နော်ဘောင်းစုစုပေါင်း700ရရတယ်လေပါသူရိုက်တဲ့နိုင်ပါစေနိုင်တော့ပါစေညရောပါယူနေမိုးနဲ့တော့ပါစေပြည့်နေပြီပါစေမိုးရမ်းလုံးနော်မိုးရမ်းလုံးနော်မိုးရမ်းလုံးသားလို့ဆိုတာကပြီးပြီပြာမှာကျမ်းမာလို့ဆမ်းလာကြပါစေဒါလည်းပါလူနိုင်တဲ့နဲ့ပြည့်တဲ့ပြည့်နေပြည့်ပါစေဒီလိုမှလည်းတော့လူကကောင်းကိုတွေ့ကြပါစေဒါလည်းဒီနိုင်ကြနိုင်တဲ့ပုဂ္ဂိုလ်များများဖြစ်ပါစေကွာဒီလိုပါစေဒီလိုအားလုံးကြမ်းမှကောင်းပါစေဒီလိုနာထားနိုင်မောလည်းပြီးတဲ့အလူရှင်ဒီမှာလည်းကြမ်းမှချမ်းသာပါစေဒီအန်တရားတွေနဲ့အကျင်းဝေးပါစေစိတ်ဆင်းရဲကိုယ်ဆင်းရဲပြင်ပါစေစိတ်ချမ်းသာကိုကြမ်းမှခြင်းနဲ့ပြည့်စုံကြပါစေဒီဝဆန္ဒတလုံးတော်ဝပြည့်ပါစေကြမ်းကြမ်းမှချမ်းသာပါရှိကြပါစေပြည့်တဲ့ရုံနာပါနဲ့အေးဝေးပါစေကတိသုံးပါကြောနေနိုင်ပါစေ96ပါယောဂဝေဒနာတွေကင်းရှင်းပါစေဒီတဲ့မကစင်းနိုင်ကြနိုင်ရေးအတူရေးစေတဲ့မကွာစားစေစမ်းလို့ကြည့်ဥတို့အကုန်လုံးမုံလာစားပြီးတော့လူနိုင်တတ်နိုင်ပါစေဒီနေ့ကစားပြီးချမ်းသာတာကြမ်းကြမ်းမှာဘေးအန္တရာယ်တွေလည်းအကုန်လုံးပြည့်ဝေပါစေကင်းရှင်းပါစေချမ်းသာတာကြမ်းကြမ်းမှာရှိကြပါစေပြည့်စုံကြပါစေနော်ကျမ်းမာပါသည်ချမ်းသာပါသည်ကြားတယ်မကလူငယ်ကြောင့်ရပါစေစိတ်ချမ်းသာကိုချမ်းသာလူသားတွေဒီရဲ့ပြောစစနေရပါစေဒီလိုရှိနေပါစေဘေကတည်းကခရီးအနေခရီးဒီမှာဒီလိုမျိုးတော့လမ်းလည်းဒီမှာဒီနေ့ရောရတယ်ဒီလိုဒုက္ခတွေဆုံးမနေနိုင်နေနေနေမှာဒီလိုရှိနေပါစေအဲ့လိုလားတော့ရည်ရောဆောတော့ဆောနေတယ်ရပေးသွားတယ်ဒီလိုနေပါစေအခုလိုက်ပြီးကြောရတယ်သားရီသမီးတွေကြမ်းညံမှာချမ်းညံတာရှိတာဒီစိတ်ချမ်းသာရင်ကိုယ်ကြမ်းမှပြည့်စုံဒီနေ့ဒီမြတ်အိုအောင်မင်းအောင်ပေါင်းလာပါစေပြည့်စုံပြပါစေဘိုးဘိုးတို့ဘဘတို့ကြီးကြီးတို့အားလုံးနဲ့ကြမ်းမှတွေကောင်းပြီးတော့တစ်ချိန်ကြမ်းမှတွေနိုင်ပါစေအခုလိုမျိုးလေးပေါ့နော်နိုင်မော်လူရဲ့လူတွေကတရားပေါက်ပြီးတော့လူရာအဲ့လိုလူတွေကကြတော့တကယ်လို့စိတ်ချပြီးတော့လူပေးတာသမီးရတယ်ကိုမလူနိုင်နေနဲ့ထပ်တူပြီးဖြစ်ရတယ်ပေါ့နော်ဒီလေးအဲ့လိုမျိုးပေါ့အများအားသမီးရင်းနဲ့ဖြစ်ကြတယ်ပြတာဘူးကြီးကြီးတို့ဘိုးဘိုးတို့ဆိုလို့နေတာတော့လိုက်နေတာသမီးအမြင်လေးမြင်ရတော့ကိုရွာမှာအခုလိုမျိုးလေးဆိုတော့အဲ့လိုမျိုးလူချင်းလေးပေါ့တော့သိမှလက်နဲ့ခြေအောင်တုံးနေတယ်တကယ်သမီးကနားတယ်ဘယ်လိုလုပ်ရလဲဝမ်းသာတယ်ပြီးတော့ကိုအားပါတယ်ကိုကလည်းဒီချင်းများပဲကိုမလူလို့လူနိုင်တယ်တာတော့အဲ့ဒါကြောင့်အားကျန်မှာကျန်တာပါအားဘေးရသတိပြင်းဝေပါစေလို့ညာမျိုးငားလာတယ်ပြင်းဝေပါစေလို့မြစ်တာတကယ်ကိုစေတနာ
နှစ်ရလူရလူရဟိုအမေဦးလေးရကြတာခုမှနေတာ ဟိုလေးကအကြီးတွေမှနေလား ကြီးတယ်မှနေတာဟောကြတယ်ဒီကြီးမိတ်ကြတော့ခဏရ လုံးရ 300ကျမကြီးလည်းမကောင်းတယ်ဒီနေ့နေရတာနော်ဒီနေ့ကလည်းမကောင်းဘူးနော်တယောက်တည်းရှာကြည့်နေရတာမေတုကြတယ်ရော မေသူကလည်းတယောက်တည်းနေရပါတယ် ဘိုးဘိုးကြတယ်ရော တို့ကြတော့လေရွေးရောင်ရဲ့ခဏကော ဒါပေမဲ့ကျမကြီးမကောင်းတဲ့ညနေဒါလောက်တိုင်းစားနေရတာနော် တယောက်နဲ့စားတာ ဒီကြီးမိတ်တို့ကြရော ဒီမှာနေတာ ညီမတယောက်နေရနော်အဲ့ညီမတယောက်ကလည်းတော့တဲ့လေးပဲလိုက်စားနေရတာနော်ဒါသမီးအရှင်းဆုံးလေးပြောပြတာဒီလိုကြတော့မရနေရတယ်အိမ်မှာ ဒီပွားညောင်နေတာ မိဘနေရနေရတယ်နော်ဒီဒီကြရော ကြီးကြီးကတယောက်ဆက်နေရမှာလေတမီးရဲ့တားတွေသူ့တွေလူလို့ကြီးကြီးမှပြည့်ပြည့်စုံစုံပြည့်ပြည့်လဲလဲတားတော့ပါတဲ့ ဟိုကြွားကြတယ်ဒီမိတ်ကြတယ် တယောက်ပဲနေရပါလေကျမကြီးကမကောင်းဘူး မကောင်းဘူး စိတ်ကတော့ဆုံးပြ ဟုတ်တယ်ဒီအားလုံးနဲ့မှာသမီးအတီးဆုံးလေနော်တော့လည်းလိုက်စားလာရင်လည်းသိတယ်နော်ကျမကြီးလည်းမကောင်းဘူးဆိုတော့လည်းအကုန်ကြတယ်ဒီရက်ထိတ်သွားတယ်မှာအကုန်အတီးဆုံးလေနော်အဲ့ဒါကြောင့်မလို့ကိုမကဘာလဲတွန်းတယ်ကအမှပြန်မလာနိုင်တဲ့ဘိုးဆိုလို့ရှိရင်လည်းတရားဆဲရနေရတာတားရင်သမီးတွေရှိတယ်တချို့သားသမီးတွေကြတယ်သူတို့ခင်ဗျားတော့လုံးဝရှာဖွေနေရတော့လေသားသမီးတွေကမိဘကိုကြည့်တဲ့လောက်တော့ကြည့်ရဲပေါ့နော်အခုလိုမျိုးလေသူတို့ခင်ဗျားလဲပေါ့နော်လူပြီးတော့အဲ့သားသမီးတွေလည်းသူတို့ကိုယ်တိုင်မလူနိုင်သေးနဲ့သူတို့ကိုယ်တိုင်ကိုပြီးတိဖြစ်နေတာဝမ်းနဲ့မြေတွေကြောင့်ကြာကြတယ်ပေါ့နော်ဒါကျမကအရှင်းဆုံးလေးကိုတေးချာချာလေးမိပြထားခြင်းဖြစ်ပါတယ်ရှင်အခုလိုမျိုးလေလူပေးတယ်ငါမောင်တို့နှစ်ယောက်လဲပေါ့နော်လောက်ကင်စီပွားဖြစ်ပါစေကျမကြီးတွေလည်းကောင်းပါစေကုသချက်ပဝေနာကင်းဝေပါစေစိတ်ရွှေရနာလေးပေါ်များပြီးတော့သူရုပ်မာနဲ့လွဲလို့သူတော်ကောင်းနဲ့လည်းတွေ့ပါစေနော်ချီစုကြီးကြီးလည်းပေါက်ပါစေလို့အမကစိတ်ရစေတနာနဲ့စတောက်နေတာပေးပါလေရှင်တတကျေးဇူးတင်ပါတယ်